မြန်မာနိုင်ငံမှာဆက်စွနဲ့ပေါင်းများစွာအုပ်ချုပ်လာခဲ့တဲ့စစ်တပ်ကအခုဆိုရင်လုံးဝမထင်မှတ်ထားတဲ့အလဲအပြောင်းတွေနဲ့ရင်ဆိုင်နေရပါမယ်။ဒီပြည်တွင်းစစ်မှာတကယ်တမ်းဘာတွေဖြစ်နေတယ်လဲဆိုတာကိုဒီတစ်ခေါက်မှအသေးစိတ်လေ့လာကြည့်ကြရအောင်။ ကဲအခုလူဒန်းရဲ့စိတ်ထဲမှာရှိနေတဲ့အဓိကမေခွန်းကတော့မြန်မာနိုင်ငံမှာနှစ်ပေါင်း60လောက်ကြာနေပြီဖြစ်တဲ့စစ်တပ်အုပ်ချုပ်ရေးကတကယ်ပဲအဆုံးသတ်တော်မှာလားဆိုတာပါပဲဒါကတော်တော်လေးအရေးကြီးတဲ့မေခွန်းတစ်ခုပါ ဒီမိကုန်းရဲ့အဖြစ်ကတော့ဒီကနန်းတွေကတဆွန်းတဆက်ပြောပြနေပါတယ်ကြည့်လိုက်ပါအောင်ဆယ်ဆွန်းနဲ့ချီပြီးတပဒေလုံးကိုကြီးစိုးခဲ့တဲ့စစ်တပ်ဟာအခုဆိုရင်နိုင်ငံရဲ့21ရာခိုင်နှုန်းကိုပဲအပြည့်အဝထိန်းချုပ်နိုင်တော့တယ်ဂျန်နဲ့အခု19ရာခိုင်နှုန်းကတော့အဲ့ဓာတွေကတော်လန်ကြီးအဖွဲ့တွေထိန်းချုပ်ထားတာဒါမှမဟုတ်နှစ်ဖက်လုံးအပြည့်အထန်တိုက်ခိုက်နေရတဲ့ညံမြေတွေဖြစ်နေပါပြီဒါကတကယ်ကိုအကြီးအကျယ်ပြောင်းလဲမှုတစ်ခုပဲ ဟုတ်ပါတယ်အခုအချိန်ကမြန်မာတမိုင်းမှာတခါမှမကြုံဘူးတဲ့အချိန်မျိုးပါဒီတော့စစ်တပ်ဘာကြောင့်ဒီလောက်အရေးနေရတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင် စစ်တပ်အရေးနှိမ့်နေတဲ့ဆွဲတပ်တွေကတော့တော်တော်လေးရှင်းပါတယ်ပြီးခဲ့တဲ့နှစ်တန်းမှာကိုပဲသူတို့နေမီအများကြီးလက်လွတ်ခဲ့ရတယ်တပ်သားတွေရဲ့စိတ်သက်ကလည်းအောက်ဆုံးကိုရောက်နေပြီအဆုလိုက်ပြောင်းလိုက်လက်နဲ့ခြာတာတွေတောင်တွေ့နေရတယ်နောက်ပြီးလွင်အားလိုအလွန်လိုလမ်းပေါ်ကလူငယ်တွေကိုအတမစစ်သားစုဆောင်းတာတွေတနည်းအားဖြင့်ဖန်ခေါ်သွားတာမျိုးတွေအထိလွတ်လာရတာကိုတွေ့ရပါတယ် ကောင်းပြီဒီလိုအခြေအနေမျိုးကိုဘယ်ကနေဘယ်လိုစခဲ့ကြလဲအဲ့ဒါကိုနားလေပေါ်အတွက်2021ခုနှစ်ကစစ်အာဏာသိမ်းမှုစီကိုပြန်သွားကြည့်ဖို့လိုပါတယ် တမိုင်းကိုအချင်းချုပ်ပြန်ကြည့်အရင်စစ်တပ်ရဲ့ကြီးစိုးမှုက1960နှစ်မှာစခဲ့တာပါအဲ့ဒီနောက်2017မှာတော့ဒီမိုကရေစီကိုစမ်းသပ်တဲ့ဆက်စုနှစ်တစ်ခုလောက်ရှိခဲ့တယ်2020မှာတော့ဒေါ်ဆန်စုကြည်ရဲ့ NLD ပါတီကရွေးကောက်ပွဲမှာအပြစ်သက်နိုင်သွားတယ်ဒါပေမဲ့စစ်တပ်ကအဲ့ဒီရလဒ်ကိုလက်မခံခဲ့ဘူးရလဒ်ကိုအငင်းပွားတယ်အာဏာသိမ်းတယ်ပြီးတော့ရဲသားဆွေရတစ်ဖွဲ့လုံးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲကတော့ခမန်းလို့ရတဲ့အတိုင်းပါပဲဆက်စုနှစ်တစ်ခုအတွင်းအကြီးမားဆုံးစန္ဒပြပွဲတွေတနင်္ဂနွေလုံးမှာဖြစ်ပွားခဲ့တဲ့လူတွေကငြင်းချမ်းစွာနဲ့လမ်းပေါ်ထွက်ခဲ့ကြတာပါဒါပေမဲ့စစ်တပ်ရဲ့တုံ့ပြန်ပုံကတော့အလုံးမင်းကြမ်းတမ်းပြီးအင်အားသုံးဖြိုခွင်းခဲ့ပါတယ်အခြေအနေကဘလောက်တောင်ဆိုးသွားလေဆိုရင်ခုလာတမကရဲ့အထူးကိုစားလေကောင်တွေးချောင်းစီမှုမကြခင်ဖြစ်လာတော့မယ်လို့တတိပေးခဲ့ရတဲ့အထီးပါပဲအဲ့ဒီလိုအချမ်းဖက်ဖြိုခွင်းမှုတွေကပဲငင်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကိုလက်နက်ကင်တော်လန်ကြီးဘက်ကိုတွန်းပေါ်လိုက်တဲ့မိပွားဖြစ်သွားခဲ့တော့တာပါပဲ ကဲဒါဆိုစစ်ချက်ကိုပြန်တိုက်နေတဲ့တော်လန်ရဲရင်အားစုတွေကဘာသူတွေလဲဒါကအဖွဲ့တစ်ဖွဲ့တည်းမဟုတ်ပါဘူးတော်တော်လေးရှော့ထွေးတဲ့မဟာမိတ်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတာကိုတွေ့ရပါမယ် အဓိကအားဖြင့်တော်လန်ရေးအင်အားစုတွေကိုအပိုင်းနှစ်ပိုင်းခွဲခြားလို့ရပါတယ်။တစ်ပိုင်းက EAOS လို့ခေါ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ။သူတို့ကအဆက်ဆွနဲ့ပေါင်းများစွာသူတို့တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ကိုယ်ပိုင်အချုပ်ခွင့်တဲ့တိုက်ပွဲဝင်လာခဲ့ကြတဲ့အဖွဲ့အစည်းတွေပါ။နောက်တစ်ပိုင်းကတော့ PDF လို့ခေါ်တဲ့ပြည်သူ့ကာကွယ်ရေးတမော်တာ။သူတို့ကတော့2021အာဏာသိမ်းမှုအပြီးနောက်မှာပေါ်လာတာ။အများစုကစေတနာဝန်ထမ်းတွေ၊ကျောင်းသားတွေ၊ရှင်းနေတွေ၊ဆရာဝန်တွေပါဝင်ပြီးသူတို့ရဲ့အဓိကရည်မှန်းချက်ကတော့စစ်အုပ်ချုပ်ရေးကိုအမြင့်ဖြတ်ပြီးဒီမိုကရေစီပြန်ရဖို့ပါပဲ EAO တွေရဲ့ရုံးကန်မှုကိုတကယ်နားလည်ဖို့ဆိုရင်ဒီစကားကအားလုံးကိုပြောပြနေပါတယ်မြန်မာနိုင်ငံကတိုင်းဒေသလူနည်းစုတိုင်းမှာသူတို့ဘလောက်တောင်ခန်းစားခဲ့ရတယ်ဆိုတာကိုပြောပြဖို့ကိုပိုင်ဇလန်တွေရှိနေပါတယ်တဲ့ဒါကသူတို့အတွက်တိုက်ပွဲအသစ်တစ်ခုမဟုတ်ပါဘူးမျိုးဆက်နဲ့ချီပြီးကြာမြင့်နေတဲ့တိုက်ပွဲတစ်ခုပါ PDF တွေကဒီတော်လန်ရေးမှာအရေးကြီးတဲ့အစိတ်ပိုင်းချစ်ပင်မဲ့တခုတော့ရှင်းရှင်းလင်းလင်းတိကျဖို့လိုပါတယ်အခုနောက်ပိုင်းစစ်မြေပြင်မှာရရှိနေတဲ့အောင်ပွဲတွေတဲ့အနောက်ကွယ်မှာအဓိကမောင်းတဲ့နေရာကရက်ခွင်တက်တော်လိုမျိုးအတွေ့အကြုံရင့်ကျက်တဲ့အတိုင်းအတာလက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်ဒီအချက်တွေအားလုံးကကျွန်တော်တို့ကိုအရေးကြီးဆုံးမေကွန်းစီခေါ်သွားပါတယ်စစ်အုပ်ချုပ်ရေးတကယ်ပဲပြိုလဲတော့မှာလားအဆုံးဖြတ်ပေးမဲ့အချင်းကိုရောက်နေပြီလား
စစ်တပ်ရဲ့လက်ရှိခြေနေချင်းထုတ်ကြည့်ရအောင်သူတို့မှာအာသာချက်တွေရှိနေတော့ပါပဲအဓိကကတော့လေကြောင်းအင်အားတားလို့မှုပေါ့ပြီးတော့ရက်ဆက်တဲ့မြေလန်စနစ်ကိုအသုံးနေတယ်ဒါပေမဲ့အားနည်းချက်တွေကလည်းတပုံတပင်းပါပဲနေမီတွေဆုံးရှုံးတဲ့စစ်တပ်တွေပြက်ပြားနေတယ်စစ်သားတွေလက်နဲ့ချနေတယ်လူသစ်လည်းဆုဆော်လို့မရအောင်သူတို့တော်တော်လေးအချက်အတည်းဖြစ်နေတဲ့အနေအထားပါ ဒါပေမဲ့ဒီနေရာမှာဒါပေမဲ့ဆိုတဲ့မေကုန်းကြီးတခုရှိနေပါတယ်အဲ့ဒါကတော့တော်လန်ရေးအင်အားစုတွေဟာအစွန်းထတ်ထိုးတဲ့ချက်ကိုပေးနိုင်လောက်တဲ့အထိစီးလုံးညွညွမှုရှိရလားဆိုတာပါပဲ ဒါကသူတို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုပါပဲတိုင်းသားလက်နက်ကိုင်အဖွဲ့တွေမှာမတူညီတဲ့အီမန်းချက်တွေရှိနေကြတယ်တချို့ ENO တွေဥတက်ကတနိုင်ငံလုံးတော်လှန်ရေးထက်သူတို့ဒေတာရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကပိုအရေးကြီးပါတယ်ဆိုတော့မေးစရာရှိတာကနိုင်ငံရဲ့အချက်အချာကျတဲ့မြို့ကြီးတွေကိုတိမ်ဖို့အလွန်အမြဲအကွန်ကြမြမယ်စစ်ပွဲတစ်ခုအတွက်သူတို့အားလုံးတကယ်ပဲလက်တွေ့ပါဝင်ကြမလားအဲ့ဒါကတော့မသေးချာသေးပါဘူး ကဲဒါဆိုဒီအချင်းနဲ့ပေါ်ကျန်တဲ့ကဘာကြီးကရောဘယ်လိုတုံ့ပြန်နေတယ်လဲဒါမှမဟုတ်ဘာမှမလုပ်ပဲနေနေတာလား ဒီကိစ္စမှာအဓိကပါဝင်နေတဲ့နိုင်ငံတကာအင်အားစုကတော့တရုတ်နိုင်ငံမှာသူတို့ရဲ့အခမ်းအနားကတော့တော်တော်လေး shock ထွေးပါတယ်သူတို့ကနှစ်ဖက်လုံးကိုကစားနေတယ်လို့ပြောရမှာပဲစစ်တပ်ကလည်းထောက်ပံ့တယ်အနေစက်ကတိုင်းရင်ထောက်ဖွဲ့တချို့ကလည်းလန်လက်တက်ဆင်ပေးတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အဓိကပန်နိုင်ကကိုယ့်အကျိုးရှိပါကိုကာကွယ်ဖို့ပဲသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက်တည်ငြိမ်မှုလို့ရှင်းတယ်ပြီးတော့ဒီပွဲမှာဘသူနိုင်အနိုင်ရရဲ့သူနဲ့အဆင်ပြေအောင်ဆက်ဆံရေးကောင်းနေတဲ့ပုံပါပဲ ဒီလိုနိုင်ငံရေးတွေစစ်ရေးဗျူဟာတွေရဲ့နောက်ွယ်မှာဒီစစ်ပွဲကြောင့်တကယ်တမ်းထိခိုက်နေနာနေရတဲ့ပြည်သူတွေရဲ့အခြေအနေကတော့ဘယ်လိုရှိလဲတကယ်ကိုကြည်ကွဲစရာကောင်းပါလေ 15ပါဒီကရန်ကိုစဉ်းစားကြည့်ပါဒါဟာမြန်မာနိုင်ငံမှာအစားအသောက်လုံလောက်မရရှိတဲ့လူကြီးအရေးအတွက်ပါတနိုင်ငံလုံးကလူသားချင်းစာနာမှုဆိုင်ရာအကြက်အတဲကြီးတစ်ခုရဲ့နေဘေးမှာရှိနေပါတယ်နောက်ဆုံးအနေနဲ့ဒီစကားလေးနဲ့အဆုံးသတ်လိုက်ချင်ပါတယ်ဒီလိုလူသားချင်းစာနာမှုအကူအညီတွေကိုမဆောင်ရွက်နိုင်တာဟာနိုင်ငံတကာစနစ်တစ်ခုလုံးရဲ့ကြာရှုံးမှုပဲဒါကတကယ်ကိုစဉ်းစားစရာကောင်းတဲ့စကားတစ်ခုပါဒီပဋိပက္ခရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဘယ်လောက်ကြီးမားသလဲပြီးတော့ကဘာကြီးရဲ့တုံ့ပြန်မှုဒါမှမဟုတ်တုံ့ပြန်မှုမရှိချင်တော့ပေါ်မေခွန်းထွက်စေတဲ့စကားတစ်ခုပါပဲ